မေကွန်းတစ်ဘယ်တတဝါဟာမတ်တရက်လျက်အိပ်စက်နိုင်သလဲမြင်မေကွန်းနှစ်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာအရိုးပေါင်းဘယ်နှချောင်းရှိသလဲ206ချောင်းမေကွန်း3ရွက်စိတ်ဟာသူ့ခန္ဓာကိုယ်အလေးချိန်ထက်အစာပေါင်းဘယ်လောက်ကိုမနိုင်သလဲအစာ50မေကွန်း4ဗီတာမင်စီအများဆုံးပါတဲ့အသီးကမာလာကာတီမေကွန်း5လူကြီးတစ်ယောက်မှာပုံမှန်အားဖြင့်သွားဘယ်နှချောင်းရှိသလဲ32ချောင်းမေကွန်း6ခြင်တွေဟာဘယ်သွေးအမျိုးအစားရှိတဲ့လူတွေကိုပိုပြီးကိုက်လေရှိသလဲသွေးအမျိုးအစား O မေကွန်း9ကမ္ဘာအနက်ဆုံးသမုဒ္ဒရာ6နက်ကြီးရဲ့အမည်ကမာရီယာနာ6